မနက်တိုင်းရေနွေးချမ်းကိုတပတ်တိတိတောက်ရင်ဘာတွေဖြစ်မလဲပထမနေ့မှာကိုလန်းဆန်းတက်ကြွနေတာကိုချက်ချင်းခံစားရပါလိမ့်မယ်ဒီတက်ပြေဝမှုဟာတတိရှိမှုနဲ့နိုးကြွမှုကိုမြင့်တင်ပေးုံတာမကအစာချေပြတ်မှုစနစ်ကိုပါတခါတည်းနိုးစွာပေးလိုက်တာကြောင့်ကျွမ်းအင်တွေကိုချက်ချင်းစီးဆင်းလာပါတော့တယ်ဒုတိယနေ့ရောက်တော့ကိုဝမ်းပိုက်ဟာပိုပြီးပေါ်ပါလွတ်လပ်နေတယ်လို့ခံစားရပါလိမ့်မယ်ဒီဟာခန္ဓာကိုယ်ရဲ့အစားအစာတွေကိုချောချောမွေ့မွေ့အဆင်ပြေပြေစီမံဖြည့်ဆည်းပေးနိုင်အောင်ကူညီပေးနိုင်ပါတယ်တတိယနေ့မှာတော့မန်တဲကြီးလိုက်တဲ့အခါမယုံနိုင်စရာတစ်ခုကိုတွေ့ရပါလိမ့်မယ်ရေတက်ပြည့်နေတဲ့အသားရည်ဟာပိုပြီးကြည်လင်လာပြီးကျန်းမာတဲ့အယောင်သွေးကိုမြင်တွေ့ရပါလိမ့်မယ်စတုထနေ့မှာအစာချေပြတ်မှုကပိုပြီးလွယ်ကူလာတာကိုတတိထားမိပါလိမ့်မယ်တစ်ချိန်တည်းမှာပဲခါတိုင်းလိုကော်ဖီဒါမှမဟုတ်တကြားတက်ကိုတိတ်ပြီးမတောင့်တတော့ပါဘူးကိုခန္ဓာကိုယ်ဟာတဘာဝအတိုင်းချိန်ညှိနေပါပစ္စမနေ့ရောက်တော့ကိုယ့်ရဲ့စွမ်းအင်ပမာဏဟာတစ်နေ့လုံးတမတ်သေးတည်တည်ငြိမ်ငြိမ်ရှိနေပါတော့တယ်ရေတက်ပြေဝမှုဟာတွေးလည်ပတ်မှုကိုအားပေးတာကြောင့်ခန္ဓာကိုယ်ရဲ့စက်ယုံကြီးကကောင်းကောင်းလည်ပတ်နေပါတယ်စက်တမနေ့မှာမန်ရှိမှရက်ကြည့်လိုက်ပါဘိုက်ပူဘိုက်ရွှဲကြီးကရောနေလာတာကိုတွေ့ရပါလိမ့်မယ်ခန္ဓာကိုယ်ကကောင်းကောင်းတန့်စင်စီးစိနေပြီးမြတ်တနေတဲ့အတွက်ကြောင့်ပါနောက်ဆုံးနေ့9ရက်မြောက်နေ့မှာတော့ကိုပိုပြီးတန့်စင်နေတယ်လို့ပိုပြီးအားအင်ပြည့်နေတယ်လို့ခံစားရပါလိမ့်မယ်ဒီရိုးရှင်းတဲ့အလေးကျင့်ကောင်းတစ်ခုဟာအလုံးစုံသောဒုက္ခချမ်းသာကိုအားပေးကူညီနေပါတယ်မတ်သားထားဖို့ကဒါကစီးပညာဆိုင်ရာအကြံဉာဏ်မဟုတ်ပါဘူးရလက်တွေဟာလူတဦးနဲ့တဦးကွဲပြားနိုင်ပါလေလိုအပ်မယ်ဆိုရင်ဆရာဝန်နဲ့အတိုင်းပင်ဆွေးနေပါဒီလိုကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိကျင်နေဆိုရင်တော့ကျွန်တော်ကို follow လုပ်ထားပါ